ကျွန်တော် modifiers တွေကိုသိသွားပြီဆိုရင်တော့မှတချို့လောက်တတ်တဲ့စင်တူယိုမှာအမှားလေးတွေရှိပါတယ်ဆိုတော့အဲ့လိုမျိုး common mistakes လေးတွေကိုဒီနေ့ပြောပြပေးသွားပါမယ်ပထမအဆုံးတစ်ကြောင်းကြည့်ကြည့်အောင် in the aquarium Luke fed the fish ဒါဆိုရင် in the aquarium ဆိုတဲ့ဒီစကားစုက Luke ကိုတွားညွှန်းခြင်းလို့ဖြစ်နေတယ်အမှန်တကယ်တော့ fish ကိုညွှန်းချင်တာဖြစ်ပါတယ်ဒါဆိုရင်စာကြောင်းအမှန်က Luke fed the fish in the aquarium Luke က aquarium မှာရှိတဲ့ငါးတွေကိုအစာကျွေးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ကမှကျွန်တော်အဓိပ္ပာယ်ရှိတဲ့စာကြောင်းတစ်ကြောင်းဖြစ်သွားမှာဖြစ်ပါတယ်နောက်ထပ် example တစ်ခုကြည့်ကြည့်အောင် After riding the dogs went for a walk စာရေးပြီးသွားတဲ့အခါမှာခွေးတွေကလမ်းလျှောက်ထွက်သွားတယ်ဒါဆိုရင်ဒီစာကြောင်းက there's no sense အဓိပ္ပာယ်မရှိဘူးဆိုတော့ဒါကိုအဓိပ္ပာယ်ရှိသွားအောင်ကျွန်တော်ဘယ်လိုမျိုး modifier သုံးလို့ရမလဲAfter riding, she went for a walk with the dogs. ဒါမှကျွန်တော်စာကြောင်းအမှန်ဖြစ်မှာဖြစ်ပါတယ်ကျွန်တော် modifier ကိုမှန်ကန်အောင်သုံးထားတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် after riding ဆိုရဲဒီစာကြောင်းကကြတော့ dogs ကိုညွှန်းချင်တာမဟုတ်ဘဲနဲ့ she သူမကိုညွှန်းချင်တာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်က she ကိုမပါမဖြစ်ထည့်ပေးရမှာဖြစ်တယ်ဒီလိုမျိုးမှားသုံးတတ်တဲ့ modifier တွေထဲကမှကျွန်တော်အမှားအများဆုံး၃ခုကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးတစ်ခုကတော့ကျွန်တော် misplaced modifiers လို့ခေါ်တယ်modifier ကိုကျွန်တော်စကားလုံးနေရာအထားသို့မှားပြီးတော့သုံးတာဖြစ်ပါတယ်ဥပမာစာကြောင်းလေးနဲ့ကြည့်ကြည့်အောင် coax the monkey with a banana coax the monkey ဆိုတော့မြောက်ကိုကျွန်တော်ချော့တယ်ပေါ့ with a banana ဆိုတော့ဒီငပြောသည့်တစ်လုံးနဲ့ချော့တယ်ဒါဆိုလို့ရှိရင် with a banana ဆိုတဲ့စာကြောင်းကအရှိက coax ကို modify လုပ်ချင်တာလားဒါမှမဟုတ်လို့ရှိရင် the monkey ကို modify လုပ်ချင်တာလားဆိုတာကိုကျွန်တော်သိချာမသိနိုင်ပါဘူးဆိုတော့သူကဘယ်စကားလုံးကို modify လုပ်ချင်တယ်ဆိုတာကိုသိချာမသိဘူးနေရာကကျွန်တော်မှားနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒုတိယတစ်ခုကြည့်ကြည့်အောင်ဒုတိယအမှားအများဆုံးကကြတော့ကျွန်တော် dangling modifier လို့ခေါ်ပါတယ် dangling modifier ဆိုတာကစာကြောင်းထဲမှာ has nothing to modify ဆိုတော့ဘာကိုမှ modify လုပ်စရာမရှိဘဲနဲ့ modifier သုံးထားတာဖြစ်ပါတယ်ဥပမာစာကြောင်းနဲ့ကြည့်ကြည့်အောင် aware of the risks the job was abandoned risks ကိုသတိထားမိသွားတဲ့အတွက်ကြောင့်မလို့အလုပ်ကိုဆွန့်လွတ်ခဲ့တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် modifier တော့သုံးထားတယ် aware of the risks ဆိုတဲ့ modifier ကိုသုံးထားတယ်ဒါပေမဲ့အဲ့ဒီ modifier ကဘယ်စကားလုံးဘယ် phrase ဘယ် clause ကိုပြန်ပြီးတော့ modify လုပ်ချင်လဲဆိုတာကိုကျွန်တော်သိချာမသိနိုင်ပါဘူးဆိုတော့ has nothing to modify ဖြစ်နေတဲ့အတွက်ဒီ modifier ကိုကျွန်တော်က dangling modifier လို့ခေါ်ပါတယ်နောက်တစ်ခုက squinting modifier လို့ခေါ်တယ်ဆိုတော့ squinting modifier ဆိုတာကmodifier ရဲ့အရှိမရှိတဲ့စကားလုံးစာကြောင်းသို့မဟုတ်အနောက်မှာရှိတဲ့စကားလုံးစာကြောင်းနှစ်ခုစလုံးကို modify လုပ်နိုင်တဲ့အခြေအနေမျိုးရှိတဲ့ modifier ကိုကျွန်တော်က squinting modifier လို့ခေါ်ပါတယ်ဥပမာစာကြောင်းလေးနဲ့ကြည့်ကြည့်အောင် whispering quickly annoys her whispering quickly annoys her whispering ဆိုတာတူတူပြောတာဆိုတော့တူတူပြောတဲ့အခါမှာသူကမြင်မြင်ပြောတာတူတူပြောတာကိုမြန်မြန်ပြောတာကသူမကိုစိတ်နှောက်ယှက်ဖြစ်စေတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ quickly ဆိုတဲ့ modifier ကကျွန်တော်အရှိမရှိတဲ့ whispering ကိုညွှန်းချင်တာလားဒါမှမဟုတ်လို့ရှိရင် annoyance ကိုညွှန်းချင်တာလားဆိုတာကိုကျွန်တော်သိချာမသိနိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်ကအရှိစာကြောင်းသို့မဟုတ်အနောက်စာကြောင်းသို့မဟုတ် phrase ကိုပြန်ပြီးတော့ modify လုပ်ချင်တဲ့ modifier မျိုးကိုကျွန်တော် squinting modifier လို့ခေါ်ပါတယ်အခုပြောသွားတာတွေကကျွန်တော်အမှားအများဆုံး modifiers တွေကိုပြောပြပေးသွားတာဖြစ်ပါတယ်